ဒီကဘာပြက်ကလုံကိန်းထဲမှာအနိုင်ရရှိသူတဦးတည်းသာရှိနိုင်ပါတယ်ကစားသမားတွေကစွမ်းရည်မျိုးမျိုးကိုရွေးချယ်နေကြပေမဲ့ကျွန်တော်တယောက်တည်းကသာအပြစ်ကင်းစင်သူ၏ချမ်းသာကြွယ်ဝမှုဆိုတဲ့စွမ်းရည်ကိုရွေးချယ်ခဲ့တာပါနောက်ဆုံးသောနေ့ရက်တွေမှာအသုံးမဝင်ဆုံးငွေကြေးကိုရွေးချယ်မိလို့လူတိုင်းကကျွန်တော်ကိုတောင်းရကြပါတယ်တေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေဟာချင်းချောက်မှုမဟုတ်ဘူးဆိုတာသူတို့မသိကြပါဘူးထူးခြားတဲ့စွမ်းရည်ရှိတဲ့လူသားတွေကတော့အမှန်တရားကိုရှာဖွေနေကြပါတယ်ဂိမ်းလောကရဲ့အများပြည်သူကြည့်ရှုနိုင်တဲ့မျက်နှာပြင်ပေါ်မှာပြသချက်အရကစားသမားစုစုပေါင်း300ရှိပါတယ်အားလုံးဟာလက်ရှိကဘာမှာတေဆုံးသွားပြီးသားသူတွေဖြစ်ပြီးပြန်လည်မွေးဖွားခွင့်ရခြင်းနဲ့ဆိုရင်တော့ဒီကဘာပြက်ကဂိမ်းမှာအသက်ရှင်ကြံ့ရအောင်ကြိုးစားရမှာပါအခုတော့ကနဦးပစ္စည်းတွေကိုရွေးချယ်ရမယ့်အချိန်မှာစင်ဘော်ကပစ္စည်း9ခုကိုကျွန်တော်အမြန်ကြည့်လိုက်တော့အားလုံးကစွမ်းရည်မျိုးမျိုးတွေပဲဖြစ်နေပါတယ်ကစားသမားတွေကကိုလိုချင်တဲ့စွမ်းရည်ကိုသူများလူသွားမှာဒါမှမဟုတ်နောက်ကျသွားမှာကြောက်နေကြပါတယ်ပျက်စီးလက်တာလေဓာတ်သွားဖန်တီးတာတယ်လီပို့လုပ်တာနဲ့ကုသခြင်းစတဲ့စွမ်းရည်တွေဟာတဖြည်းဖြည်းနဲ့ပါလာပါတယ်ကျွန်တော်ကတော့နောက်ဆုံးစာမျက်နှာကိုလှန်ကြည့်လိုက်တဲ့အခါစင်ရဲ့အောက်ခြေမှာရွှေတင်ကားပြတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာစူးစမ်းမရနိုင်တော့ကြွယ်ဝမှုလို့ရေးထားပါတယ်ကျွန်တော်အဲ့ဒီရွှေတင်ကားကိုချက်ချင်းပဲအိတ်ကက်ထဲထည့်လိုက်ပါတယ်ကျွန်တော်နဲ့အတူတစ်ချိန်တည်းမှာပဲဘတ်စကားပေါ်မှာအတူတူတေဆုံးခဲ့တဲ့အတန်းကောင်းဆောင်ဂန်လီလည်းရောက်လာပါတယ်သူကစိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ကိုရေးထားတာပါသူလက်ကြည့်လိုက်တဲ့အခါကျွန်တော်ရွှေတင်ကားတွေစူးစောင်းနေတာကိုမြင်သွားပြီးမင်းကတော့တကယ်တကယ်ပဲဒီကဘာပြက်ကတ်ထဲမှာငွေကဘာသုံးကြမှာလဲလို့ပြောပါတယ်ကျွန်တော်ကတော့ပြန်မဖြေသေးပါဘူးတမိနစ်အကြာမှာတော့သူ့အကြည့်တွေကဘန်ဟူယူစီရောက်သွားပါတယ်သူရေးထားတဲ့စွမ်းရည်ကတော့အချစ်ကိုရရှိခြင်းပါလူသားတွေရဲ့အချစ်တင်မကပဲပုတ်ကောင်တွေရဲ့အချစ်ကိုပါရရှိနိုင်မှာပါအဲ့ဒီစစ်မှန်တဲ့အချစ်ကပဲသူ့ခန္ဓာကိုယ်ကိုကာကွယ်ပေးမှဖြစ်လို့သူတေဆုံးမှာမဟုတ်ပါဘူးပစ္စည်းတွေအားလုံးခွဲဝေပြီးတဲ့နောက်မှာစနစ်ရဲ့အတန်ထက်ထွက်လာပါတယ်လူတိုင်းမိမိတို့ရဲ့စွမ်းရည်ကိုတစ်နှစ်ကြာလေ့ကျင့်ခွင့်ရမယ်ပြင်ဆင်ထားကြပါကဘာပြက်ကတ်ကနောက်ထပ်တစ်နှစ်အကြာမှာစတင်နေတဲ့အရေးကြီးတာကဒီဂိမ်းမှာအနိုင်ရသူတယောက်ပဲရှိမှဖြစ်ပြီးနောက်ဆုံးအသက်ရှင်ကြံသူမှသာဆုလက်ကိုရရှိမှာပါဒီစကားကိုကြားပြီးနောက်မှာလူတိုင်းရဲ့မျက်နှာတွေဟာရှုပ်ထွေးသွားကြပါတယ်ဒီဂိမ်းမှာတငယ်ချင်းဆိုတာမရှိတော့ပဲအားလုံးဟာရန်သူတွေဖြစ်သွားကြပါပြီကျွန်တော်ချက်ချင်းပဲအဲ့ဒီနေရာကနေထွက်လာပြီးကဘာပြက်ကတ်ရှင်တန်ရဲ့အစီအစဉ်ကိုစတင်လိုက်ပါတယ်ကဘာမြေပုံပေါ်မှာအကြာကြီးရှာဖွေပြီးတဲ့နောက်ပစိဖိတ်သမုဒ္ဒရာအလဲကကျွန်းတစ်ကျွန်းကိုတွေ့ခဲ့ပါတယ်အဲ့ဒီကျွန်းကအရွယ်စားတင်တင်ရှိပြီးတိကျဖြစ်နေတယ်လို့ဘူမိဗေဒရလည်းတည်ငြိမ်မှုရှိပါတယ်လေစိတ်ဆောက်ဖို့တင့်တော်တဲ့တဘာဝမြေပြန်လည်းရှိပါတယ်ကျွန်တော်ချက်ချင်းပဲအဲ့ဒီကျွန်းငယ်လေးတွေကိုငွေကြေးကုတွေတရားနဲ့ဝယ်ယူလိုက်ပြီးအနာဂတ်ကျွန်းလို့အမည်ပေးလိုက်ပါတယ်ခီးသွွားလုပ်ငန်းလုပ်မယ်လို့ကြေညာပြီးအပျော်စီးသမောကြီးဆယ်စင်းကိုဝယ်ယူခဲ့တယ်လို့အလုပ်သမားကောင်းဆောင်တွေနဲ့လည်းစောက်လုပ်ရေးသဘောတူညီချက်တွေလက်မှတ်ထိုးခဲ့ပါတယ်အလုပ်သမားတွေကတော့အနာဂတ်ကျွန်းရဲ့တည်နေရအတိအကျကိုမသိကြပါဘူးဒီနေရာကိုဖုံးကွယ်ထားဖို့အတွက်အလုပ်သမားတွေဟာနေရောညပါအလုပ်လုပ်ကြရပါတယ်ကျွန်တော်ဟာအချက်ပြနှောက်ယှက်တဲ့စက်တွေကိုတူတင်ဝယ်ယူထားပြီးအလုပ်သမားတွေရဲ့လက်ကင်ဖုံးတွေကိုလည်းတိတ်ဆိထားပါတယ်ခန္ဓာကိုယ်လည်းဂျိုးတူးကနေမမြင်နိုင်အောင်ဖုံးကွယ်ထားပါတယ်တကယ်တော့ကျွန်းပေါ်ကမြင်ကွင်းတွေဟာမျက်လက်ပြထားတာတက်ဖြစ်ပြီးတကယ်ကဘာပြက်ကတ်ခန္ဓာကြီးကတော့မြေအောက်မှာရှိတာပါအဲ့ဒီမြေအောက်ခန္ဓာဟာနျူကလ িয়ার ပုံစံဇီဝနဲ့ဓာတုလက်နက်တံတွေကိုခံနိုင်ရရှိပါတယ်ပုတ်ကောင်တွေဒါမှမဟုတ်တခြားအရာတွေဘလို့မှဖောက်ထွင်းလို့မရအောင်9 မီတာထူရှိတဲ့တံမလီနိုင်ငံလေးနဲ့တိစောက်ထားပါတယ်စွမ်းအင်အတွက်တော့လေအားဒီရေအားနဲ့နျူကလ িয়ার ဓာတ်အားပေးစနစ်တွေကိုတပ်ဆင်ထားပါတယ်ဒါအပြင်နောက်ဆုံးအခြေအနေအတွက်အောက်ဆီဂျင်ဘူးပေါင်းတန်းကိုလည်းမြေအောက်ခန်းထဲမှာအသင့်ပြင်ထားပြီးပြီးချလွတ်လပ်တဲ့အခန်းပေါင်း12ခန်းပုံစံနဲ့ဖွဲ့စည်းထားပါတယ်။အကယ်၍အရန်ခန်းတစ်ခုဒါမှမဟုတ်2ခုလောက်ပျက်စီးသွားရင်တော့တခြားအရန်ခန်းတွေရှိပါသေးတယ်။အရန်ခန်းတိုင်းမှာသူ့ကဏ္ဍနဲ့သူရှိကြပြီးအဲ့ဒီထဲက3ခန်းကိုတော့အထူးခန်းတွေအဖြစ်သတ်မှတ်ထားပါတယ်။အဲ့ဒီမှာနောက်ဆုံးပေါ်အလိုလျောက်သားဖောက်မွေးမြူရေးစနစ်ကိုအသုံးပြုထားလို့ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်တယ်လို့ငါးနဲ့ချက်တွေကိုလည်းမွေးမြူနိုင်ပါတယ်။အရန်တူလောင်ယုံ2ခုထဲမှာတော့စေဝါအစားအစာနဲ့ရေအစားရှိတဲ့ပစ္စည်းတွေကိုကျွန်တော်တယောက်တည်း10နှစ်စာအေးအေးဆေးဆေးစားသုံးနိုင်အောင်ပြုလုပ်ထားပါတယ်။တချို့တူလောင်ယုံတွေမှာတော့အဖွဲလိုက်နားနေဆောင်မိဖို့ကြောင့်လည်းစားတောက်ဆိုင်တွေပါဝင်တယ်လို့ဒီထင်ခံပြီးပြုလုပ်တဲ့အခန်းအားကစားခန်းမှာအိမ်သာနဲ့စေကူတာဆောင်တွေလည်းစုံလင်စွာရှိနေပါတယ်။မိဖုရားအလုပ်သမားတွေကကျွန်တော်ရဲ့စောက်လုပ်ရေးစီမံကိန်းအပေါ်တန်တရားဝင်လာတဲ့အခါတိုင်းကျွန်တော်ကသူတို့ကိုငွေတွေအမြောက်များပေးလိုက်ပါတယ်။အဲ့ဒီအခါသူတို့ဟာချက်ချင်းပဲပတ်သက်ပိတ်သွားပြီးပတ်စံရဖို့အတွက်ပို့ပြီးကျိုးစားစားလုပ်ကြပါတယ်။ငွေတွေကိုကျွန်တော်စိတ်ကြိုက်တုံးနေပေမဲ့ဘလို့မှသုံးလို့မကုန်နိုင်အောင်များပြားလာပါတယ်။ကျွန်တော်ဟာအင်အားကြီးနိုင်ငံစီကိုသွားပြီးပြည်လျားစစ်စင်ရေးသုံးရိုဘော့တွေနဲ့အတားအဆီးရှင်းလင်းရေးရိုဘော့တွေအပါအဝင်လက်နက်ကြီးအမြောက်များကိုဝယ်ယူခဲ့ပါတယ်။ပေးတဲ့ငွေကလုံလောက်တာကြောင့်ပုံမှန်လမ်းကြောင်းတွေကတစ်ဆင့်နျူကလ িয়ার ဘုံတစ်လုံးဒါမှမဟုတ်2လုံးလောက်ကိုတောင်ရရှိခဲ့ပါတယ်။ပင်လယ်အော်တစ်ခုမှာကျွန်တော်ရဲ့နျူကလ িয়ার ရေငုပ်တင်မောနဲ့လေယာဉ်တစ်စင်းကိုဝတ်ထားပြီးမြေအောက်ခံတပ်ကနေအဲ့ဒီနေရာကိုသွားနိုင်တဲ့လမ်းကြောင်းတစ်ခုလည်းဖောက်လုပ်ထားပါတယ်။ဒီပြဆရာ2ယောက်ကိုငှားရမ်းပြီးရေငုပ်တင်မောမောင်းနေတာနဲ့လေယာဉ်ပြန်တန်းတာတွေကိုနေ့တိုင်းလေ့ကျင့်ပါတယ်။စွမ်းရည်ရှိတဲ့ကစားသမားတွေကျွန်းပေါ်ကိုမဝင်နိုင်အောင်လည်းစီစဉ်ထားပါတယ်။ကျွန်းဟောင်းပေါ်မှာလူတချို့ကိုထားခဲ့ပြီးကြောက်ဆောင်တူတွေလောက်ခိုင်းထားပါတယ်။တင်မောကြီးတွေကျွန်းသားကိုကတ်လာရင်အဲ့ဒီကြောက်ဆောင်တွေနဲ့တိုက်မိပြီးနင်းမြုပ်သွားမှာပါ။ကျွန်းပတ်လည်းပင်လယ်ပြင်မှာလျှက်စစ်ဝါယာကျိုးတွေနဲ့ချန်စီယိုခတ်ထားတယ်လို့ဘုံတွေလည်းထောင်ထားပါတယ်။ဒီဓာတ်တွေလည်းအသက်ဆင်ထားတာကြောင့်ကျွန်းသားကိုတစ်ခုခုထိကတ်လာတာနဲ့ချက်ချင်းပြနိုင်ပြီးပြစ်ချနိုင်မှာပါ။နောက်ဆုံးအုပ်ဖြစ်တဲ့ဖေအလုပ်သမားတွေကိုပြန်လွှတ်လိုက်ပြီးတဲ့နောက်ကျွန်းလုံးမှာကျွန်တော်တယောက်တည်းကျန်ရစ်ပါတော့တယ်။ကျွန်တော်ဟာအာကာသစူးစမ်းလေ့လာရေးကုမ္ပဏီတစ်ခုမှာငွေရင်းနှီးမြှုပ်နှံပြီးကျွန်တော်ရဲ့အင်တာနက်စနစ်တည်ငြိမ်မှုအတွက်အာကာသထဲကဂျိုဒူ61222လုံးကိုထိန်းချုပ်ထားလိုက်ပါတယ်။တစ်နှစ်အတွင်းမှာကမ္ဘာလုံးဆိုင်ရာလေကြောင်းလိုင်းတွေနဲ့တင်မောလိုင်းတွေကိုဝယ်ယူခဲ့ပြီးနောက်ဆုံးအပတ်မှာတော့အဲ့ဒီလေယာဉ်နဲ့တင်မောအားလုံးကိုအကုန်ဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ကမ္ဘာလုံးကလူတွေကကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဟာခီးသွွားလာရေးကိရိယာအားလုံးကိုဖျက်ဆီးပစ်လိုက်ပြီဆိုတာသိသွားကြပါတယ်။ဒီဖက်တွေကတော့ကျွန်တော်ကိုအယူလို့ထင်နေကြပေမဲ့ကစားသမားတွေကတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဟာသူတို့ရဲ့ပြန်ဘက်ဆိုတာကိုသိနေကြပါတယ်။ကစားသမားတွေရဲ့စကားပြောခန်းထဲမှာသတင်းပေါက်လေးတစ်ခုပေါ်လာပါတယ်။ဟိုလူကကမ္ဘာအချမ်းသာဆုံးလူသားလားသူကအတန်တန်မရှိကြွယ်ဝမှုကိုပဲရွေးထားတာလားဆိုပြီးပြောနေကြပေမဲ့ကျွန်တော်သူတို့ကိုဘူးမဆိုင်ပါဘူး။တစ်ပတ်အကြာမှာတော့ကမ္ဘာပြက်ကတ်စတင်ပါပြီ။မိမိတို့ရဲ့စွမ်းရည်တွေကိုအစွမ်းကုန်မြင့်တင်ထားတဲ့ကစားသမားတွေကတော့စမ်းသပ်ကြည့်ဖို့စိတ်အားထက်သန်နေကြပါတယ်။အများပြည်သူကြည့်ရှုနိုင်တဲ့မျက်နှာပြင်ပေါ်မှာကစားသမား300ကျော်ရဲ့အမည်နဲ့နံပါတ်တွေပေါ်လာပါတယ်။ကျွန်တော်ကနံပါတ်69ဖြစ်ပြီးကျွမ်းရောင်စီလူကနံပါတ်100လင်းကနံပါတ်100တပါ။ကမ္ဘာပြက်ကတ်စတင်နေပြီဖြစ်ပြီးဂိမ်းကတော့ဆက်လက်လည်ပတ်နေမှာပါ။နောက်ဆုံးကစားသမားတစ်ယောက်ထဲကျန်တဲ့အထိပေါ့။ဘယ်သူမှမမျှော်လင့်ထားတဲ့အတိုင်းကမ္ဘာပြက်ကတ်ဟာမြောက်ဘက်ကနေတောင်ဘက်အထိကမ္ဘာလုံးကိုလွှမ်းမိုးသွားမဲ့မိုးတဲထန်စွာရွာသွန်းမှုပုံစံနဲ့ရောက်ရှိလာပါတယ်။အထင်ကြာမြင့်ပြီးပြင်းထန်တဲ့မိုးရွာသွန်းမှုကြောင့်တမိုင်းမတင်မီခေတ်ကရေလွှမ်းမိုးမှုကြီးလိုပဲကြောက်မက်ဖွယ်ရေကြီးမှုတွေဖြစ်ပေါ်လာပါတယ်။
အနာဂတ်ကျွန်းမှာလည်းမိုးတွေတဲထန်စွာရွာနေပေမဲ့ကျွန်တော်ရဲ့ကျွန်းတွေကတင်းငယ်တာကြောင့်မိုးတိမ်တွေအောက်ကနေ2ရက်အတွင်းမှာပဲမျောပါလွတ်မြောက်သွားပါတယ်။စွမ်းရည်ရှိတဲ့သူတွေကတော့စနစ်ကိုဝိုင်းပြီးအပြစ်တင်ကြပါတယ်။ဒီရေလွှမ်းမိုးကြီးထဲမှာငါတို့စွမ်းရည်တွေကဘာသုံးကြမှာလဲကဘာပြတ်တယ်ဆိုတာပုတ်ကောင်ဗိုင်းရပ်စ်ဖြစ်ရမှာမဟုတ်ဘူးလားလို့မကြည်မနဲ့ပြောကြပါတယ်။စနစ်ကတော့သိစိတ်နေပါတယ်။သူတို့ဟာဒီကဘာကိုရောက်လာတဲ့အချိန်မှာဘာပစ္စည်းမှမရှိကြပါဘူး။တစ်နှစ်ပတ်လုံးသူတို့ရဲ့စွမ်းရည်တွေကိုပဲလေ့ကျင့်နေကြတယ်လို့အင်အားသုံးပြီးငွေရှာဖို့ပဲကြိုးစားခဲ့ကြတာပါ။စုဆောင်းထားတဲ့ပစ္စည်းတွေကလည်းကန့်သတ်နေလည်းရှိပါတယ်။တချို့ကစားသမားတွေကတော့သူတို့ရဲ့စွမ်းရည်ကိုသုံးပြီးတရားမဝင်လုပ်တွေလုပ်တာဒီလာအင်ကြီးတွေဝယ်ပြီးရေအောက်ခန်းထဲမှာခိုလုံရနေရတွေစောက်ကြပါတယ်။ဒါပေမဲ့ရေစားကြည့်တဲ့အခါအရင်ဆုံးမြုပ်သွားတာကအဲ့ဒီရေအောက်ခန်းတွေပါပဲ။အဲ့ဒီအချိန်မှာကျွန်တော်ကတော့အေးအေးဆေးဆေးရှာပူစားရင်းလွတ်တင်နေတဲ့ဗီဒီယိုတွေကိုကြည့်နေပါတယ်။ live လွတ်နေတဲ့သူက live ကနောက်မှာပုံနေပြီးရင်းနှချင်းဆိုင်အဆောက်အအုံမှာဖြစ်ပျက်နေတာတွေကိုခိုးရိုက်ပြနေပါတယ်။ကစားသမားတစ်ယောက်ဟာမိတောက်တွေကိုအသုံးပြုပြီးပစ္စည်းတွေကိုလူယူနေပါတယ်။ဒါကရုပ်ရှင်ရိုက်ခွင့်မဟုတ်ပဲတကယ်စွမ်းရည်ရှင်တစ်ယောက်ကသူဟာမူလကဒီရက်ကွက်ကလုံခြုံရေးဝန်ထမ်းတဦးဖြစ်ပြီးအခုတော့မီးတွေကိုသုံးပြီးတကားတွေကိုဖျက်ဆီးနေပါတယ်။ဒါသူလူရက်တဲ့10အိမ်ရောက်အိမ်ပါမီးစွမ်းရည်ရှင်ဟာရဲတပ်ဖွဲ့ဝင်တွေကိုတတိပေးလိုက်တယ်လို့ဖြစ်သွားပြီးလက်နက်ကင်ရဲအဖွဲ့ဝင်တွေဟာရှာဖွေကယ်ဆယ်ရေးတင်မောတွေနဲ့အဆောက်အအုံသားကိုရောက်လာကြပါတယ်။တနက်တန်တွေစူညံသွားပြီးမှန်တွေလည်းအကုန်ပွဲကုန်ပါတယ်။ရုတ်တရက်လူကြီးတစ်ခုဟာအပေါ်ဆုံးထပ်ကနေလွတ်ထွက်သွားပြီးရေထဲကိုကျသွားပါတယ်။မကြခင်မှာပဲဂိမ်းမျက်နှာပြင်ပေါ်ကကစားသမားတစ်ယောက်ရဲ့နာမည်ဟာမှိမိန်သွားပါတယ်။အဲ့ဒီကစားသမားတိတ်ဆုံးသွားပြီဆိုတဲ့အတိတ်တွေပါ။ဒီအချိန်မှာ